LGBT ဖြစ်ခြင်းဟာစိတ်ရောဂါမဟုတ်ပါဘူးဒီ1980ကျော်ခုနှစ်တွေကစိတ်ဆရာဝန်တွေရောစိတ်ပညာရှင်တွေရောဒီလိင်တူချင်းချစ်ခင်စုံမက်တဲ့ lesbian gay bisexual တွေကိုစိတ်ရောဂါဖြစ်သတ်မှတ်ထားခြင်းကနေပယ်ဖျက်ခဲ့ပါတယ်စန့်ကျင်ဘက်လိင်ကဲ့သို့ပြောင်းလဲဝတ်ဆင်နေထိုင်တဲ့သူတွေကိုဒီကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနေပြီးတော့စိတ်ရောဂါဖြစ်သတ်မှတ်ထားခြင်းကနေပြီးတော့ပယ်ဖျက်ခဲ့ပါတယ်ဘာလို့လဲဆိုတော့ LGBT ဖြစ်ခြင်းကသူတို့ကိုယ်တိုင်အတွက်ကောသူတို့နေထိုင်တဲ့ပတ်ဝန်းကျင်အတွက်ကောဘေးအန္တရာယ်လုံးဝမရှိတဲ့အပြင်ဒီပုံမှန်စိတ်အခြေအနေနဲ့နေထိုင်နိုင်တဲ့အပြုသဘောဆောင်တဲ့ကွဲပြားခြားနားမှုတစ်ခုပဲလို့အတည်ပြုသတ်မှတ်ခဲ့လို့ပါကိုလိန်လူဖြစ်တာကိုမုန်းတီးမယ်လူတစ်ပါးလိန်လူချစ်ချင်းကိုမုန်းတီးမယ်ဟိုမိုဖိုဘီးယားအမျိုးမျိုးနဲ့နောက်ပြီး transgender တချို့မှာဖြစ်တတ်တဲ့ gender dysphoria ဒါတွေကသာလေကုသဖို့လိုအပ်တဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်ပါတယ်